football content လုပ်ပြီးတော့ပတ်စံရှာနေကိုကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်ပြောပြပေးပါမယ်ဒီ channel ဆိုရင်ကြည့်လိုက်ဒါ TikTok က channel တခုပေါ့နော်ဒီမှာဆိုရင် likes ပေါင်း 2.8 million follower 69k တောင်ရှိတယ်ပြီးရင်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာဗီဒီယိုက73ခုပဲရှိတယ် total စုစုပေါင်းမှာ73ခုပဲရှိရနော်ဒီမှာဆိုရင် million ချီတဲ့ views တွေနဲ့အများကြီးပဲဒါတွေအကုန်လုံးက international views တွေအဲ့တော့အနည်းဆုံးဒီ channel ကတစ်လကိုဒေါ်လာရာချီထောင်ချီပြီးတော့ဝင်မယ်အဲ့တော့ဒီလို channel မျိုး build လုပ်ခြင်းနဲ့ဒီလို content မျိုးတင်ခြင်းနဲ့ဆိုရင်ဘာမှမခက်ဘူးတစ်ချက်နေုံနဲ့ဒီလို content မျိုးတင်လို့ရမယ်ဆိုရင်စိတ်ဝင်စားမလား Okay အခုဒါဆိုရင်ကျွန်တော်တဆင့်ချင်းစီရှင်းပြမယ်အရင်ပထမဆုံးလုပ်ရမယ့်ဟာက YouTube ကိုသွားပြီးတော့ကျွန်တော်တို့ source ရှာရမယ်အခုကျွန်တော် YouTube ကိုသွားပြီးရင်ဘယ်လိုရှာမလဲဆိုရင် football highlight ဆိုပြီးတော့ရိုက်ရှာလိုက်မယ် Okay ဒီမှာအခုဆိုရင်ဘောလုံးဗီဒီယိုတွေထွက်လာပြီအဲ့တော့ဒီဘောလုံးဗီဒီယိုတွေတဲကအရန်အရှိကြီးလည်းမလို့ချင်ဘူးဘာလို့လဲဆိုတော့ဘောလုံး content တွေကအရန်ကိုcopyright ကြက်တဲ့အခါကျတော့အရှိကြီးတွေလုံးလို့ရှင် copyright မိနိုင်ချေအရန်များတယ်အဲ့တော့အများဆုံးကျွန်တော်တို့ဒီမူရင်း source video ပေါ့ source video တောင်မှ2မိနစ်လောက်ပဲယူမယ်ယူပြီးရင်တကယ်တမ်း platform တွေပေါ်တင်မယ်ဆိုလို့ရှိရင် second 60 10မိနစ်ပေါ့10မိနစ်ကနေ10မိနစ်ခွဲလောက်အတွင်းကိုတင်တာလုံးဝဟို safe အဖြစ်ဆုံးအကောင်းဆုံးပဲmonetization အောက်နိုင်ကြီးများတယ် Okay ဒါဆိုရင်ဒီ2မိနစ်လောက်ပဲရှိတဲ့ဘောလုံးဗီဒီယိုတစ်ခုကိုကျွန်တော်ယူလိုက်မယ် Okay ကြော်ညာလာနေဆိုတော့အဲ့ဒါခဏထားပြီးရင်ဒီမှာ copy ကူးမယ်ကူးပြီးရင် YouTube download တာဆိုတဲ့နေရာကိုရှာပြီးတော့အဲ့မှာ YouTube ဒီ video download ဆွဲမယ်ဗျာ download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ one click recap ကိုလာမယ်ဒီ website ထဲလာပြီးလို့ရှိရင်ဒီမှာ football content ဆိုတဲ့ဟာကိုတွေ့လိမ့်မယ်ဗျာကျွန်တော်ကလောလောဆယ်ဒီ dashboard မှာပေါ့နော်ဒီ dashboard ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒါကိုဒီ page ကိုတွေ့မယ်အဲ့ဒီမှာအောက်ကိုနည်းနည်းလေးဆွဲလိုက်ရင်ဒီမှာ football content ဆိုတာကိုတွေ့လိမ့်မယ်အဲ့ football content ဆိုတာကိုတစ်ချက်နှိပ်လိုက် Okay ဒီမှာဆိုရင်ဘာတွေတွေ့ရမလဲဆိုရင် football content ဘယ်လိုသုံးရမလဲဆိုတော့ဒီကျွန်တော်တို့တေချာရေးပေးထားတဲ့အသုံးပြုနည်းကိုတွေ့လိမ့်မယ်ဒီမှာဆိုရင် beginner တွေအတွက်ဘယ်နာက source ရှာရမလဲဘယ်လိုမျိုးရှာရမလဲဆိုတော့မသိဘူးဆိုလို့ရှိရင်ဒီမှာဒါလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့တခြားနေရာကိုရောက်သွားမယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်အသေးစိတ်လုံးဝအချက်အလက်နဲ့တေချာအသေးစိတ်ရှင်းပြထားတယ် source ဘယ်လိုရှာမလဲဘယ်လိုဗီဒီယိုတွေကအကောင်းဆုံးလဲဆိုတာကိုအသေးစိတ်ရှင်းပြထားတဲ့ဟာရှိတယ် Okay ဒီဘက်ကိုပြန်လာမယ်နောက်တစ်ခုကဘာလဲဆိုဒီမှာအသုံးပြုနည်းဖတ်မယ်ဆိုတာလည်းရှိတယ်ဒါကတော့ guide ပေါ့ဒီမှာဆိုရင်ဒီ feature ဘယ်လိုဘာလုပ်ပေးတာလဲပြီးရင်ဘယ်လိုဗီဒီယိုတွေတင်ရမလဲ upload မလုပ်ခင်ဘာတွေစစ်ရမလဲဆိုပြီးတော့ဟိုကျွန်တော်တို့တေချာရေးပေးထားတဲ့ဟာအသေးစိတ်ရှိတယ်အဲ့တော့ဘာမှစိတ်ပူစရာမလိုမသုံးတတ်ဘူးဆိုလို့ရှိရင်ဒီအခုကျွန်တော်လုပ်ပြနေတဲ့အတိုင်းတဆင့်ချင်းစီလိုက်လို့ပြီးလို့ရှိရင်ဒီစာတွေကိုတေချာလိုက်ဖတ်ပြီးတော့တေချာစူးစမ်းလို့ရှိရင်တကယ် monetization ပွင့်ပြီးတော့တကယ်ဟိုတေချာဟိုအောင်မြင်မှာပါအဲ့တော့ဒါကိုတဆင့်ချင်းစီလိုက်လုပ်ကြည့်ပါနားမလည်လို့ရှင်လည်းအပေါ်ကကျွန်တော်ခုနဒီနေရာတွေမှာလိုက်ကြည့်ပြီးဖတ်လို့ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ခုန download ဆွဲထားတဲ့ဗီဒီယိုကိုတင်မယ်အဲ့ဒါဟိုမှာဗီဒီယိုကတိုလေးကောင်းလေးပဲဘောလုံး content ဖြစ်တဲ့အတွက်ကြောင့်မို့တိုလေးကောင်းလေးပဲဖြစ်တယ်အဲ့တော့2မိနစ်ခုနကဗီဒီယိုဆို2မိနစ်ကြော်ရှိတယ်အဲ့တော့2မိနစ်လုံးမတင်မဲနဲ့ကျွန်တော်10မိနစ်ကိုပဲဖြတ်လိုက်မယ်10မိနစ်သို့မဟုတ်10မိနစ်နဲ့စက္ကန့်30ပေါ့နော်အဲ့10မိနစ်ခွဲပေါ့အဲ့လောက်ဂျားတွေကိုဖြတ်ပြီးတော့တင်မယ် Okay အခုဆိုရင်ဒီမှာဗီဒီယို upload လုပ်နေပြီကြည့်လိုက်မယ်ဆိုရင်အော် Okay စက္ကန့်50 10မိနစ်ပေါ့10မိနစ်ဝန်းကျင်လောက်ရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ရှေ့ဆက်မယ် continue နှိပ်မယ် Okay ဒီလိုမျိုးမဲနေရဆိုလို့ရှိရင်ဘာမှမလုပ်ဘူးဒီမှာအဲ့ play တဲ့ button လေးကိုနှိပ်လိုက်ရင်ရပြီ Okay အဲ့ဒါဆိုဒီမှာပေါ်လာပြီတို့လားကျွန်တော်တို့ logo ထည့်ချင်တယ်ဆိုရင် logo ထည့်လို့ရမယ် Okay ဒီမှာကျွန်တော်တို့ logo တစ်ခု upload လုပ်လိုက်ပြီအဲ့ဒါကိုမှဒီမှာအကြီးသေးလုပ်ချင်လည်းရတယ် Okay နော်ပြီးရင်ဒီမှာ blur တွေပါထည့်ချင်တယ်ဆိုလို့ရှိရင်ထည့်လို့ရတယ်ဒါကတော့ blur ထည့်တာပေါ့ blur အုပ်မယ်ဆိုလည်းအုပ်လို့ရပါတယ်ကျွန်တော်ကတော့အပေါ်မှာ logo တွေပါဗီဒီယိုလုပ်တဲ့အချိန်မှာဗီဒီယို play တဲ့အခါကျရင် logo တွေပါပေါ်လာမှာဆိုလို့အပေါ်အောက်ကိုနည်းနည်း blur လေးနည်းနည်းထည့်လိုက်မယ် blur 2ပါဒီမှာ Okay ဒါဆိုရင်ဒီလောက်ဆိုအဆင်ပြေပါဒါဆိုလုံးဝကွက်တီးပဲဟုတ်ပြီပြီးရင်နောက်တစ်ခုကဘာလဲဆိုဒီမှာမူရင်းအတန်မဖြောက်ခွင့်နဲ့ထားမယ်ဆိုရင် copyright မိနိုင်ခြင်းများတယ်လို့ကျွန်တော်ဒီမှာတေချာရေးပြထားတယ်ဒါအဲ့ခါကျတော့ဒါ audio မူရင်း original audio ဖြုတ်မယ်ဆိုရင်တော့အရန်ကောင်းတယ် copyright မိနိုင်ခြင်းလုံးဝလျော့သွားမှာပါ
okay ပြီးရင်ဒီမှာ football clip ထုတ်မယ်ကျွန်တော်တို့ဒီ2ကကြတော့ football content တော့တင်နေတယ်ဒါပေမဲ့ဘယ်အားစားရမလဲမသိဘူးဘယ်လို edit လုပ်ရမလဲမသိဘူးဆိုတဲ့သူတွေတော့ဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်လုပ်ပြသလိုပဲဘာမှမလုပ်ဘူး content ကို YouTube မှာသွားရှာ source content ပေါ့ source content ကို YouTube မှာသွားရှာ2မိနစ်3မိနစ်လောက်ရှိရရှာပြီးသွားရင် download ဆွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ2ထဲမှာဝင်ပြီးတော့ upload လုပ်လိုက်လို့ရှိရင် auto ဖြန့်ညက်ကလုပ်ပြီးမယ်ဘောလုံးကို tracking လုပ်ပြီးမယ်ပြီးရင် player ကို tracking လုပ်ပြီးမယ်ဒါကို AI ကတေချာကြည့်ပြီးတော့အကုန်လုံးကိုစနစ်တကျလုပ်ပြီးမှဖြစ်တယ်အဲ့တော့ကိုယ်တိုင်ဘာမှ edit လုပ်စရာမလိုဘူး source video တင်ထွက်လာတဲ့ content ကိုယူပြီးတော့ TikTok တို့ YouTube တို့မှာတင်လိုက်လို့ရှိရင်ရပါပြီ Okay အခုဆိုရင် video ပြီးသွားပြီဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ကြရအောင်တွေ့တိုင်းပဲဒီပုံမှာ blur လေးပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့ logo ပါတယ်ပြီးလို့ရှိရင်ဒီအောက်မှာလည်း blur တစ်ခုပါတယ်ဒါဆိုရင်တော့ပြီးရင် video ကတွေ့ရတိုင်းပဲဒီ crop လုပ်ထားပြီးသားဖြစ်နေရပေါ့နော်အဲ့လိုဒီလိုမျိုး 16:9 ratio တိုင်းဒီ TikTok တို့ YouTube Shorts တို့ရဲ့ format တိုင်းဖြစ်အောင်လို့ကျွန်တော်တို့ crop လုပ်ထားပြီးတယ်ဒီ system က auto ပေါ့အဲ့ဒါဆိုရင်ဒီ TikTok တို့ဘာလို့မှတင်မယ်ဆိုရင်လုံးဝကို copyright မိနိုင်ချေအများကြီးနည်းသွားမယ်ကျွန်တော်ကတော့ဒီ beginner တွေကို YouTube ထက်ကို TikTok မှာတော့ပို့ပြီးတော့တင်စီခြင်းတယ်ဗျာဘာလို့လဲဆိုတော့ YouTube ကနည်းနည်း copyright strict ဖြစ်တဲ့အခါကျတော့မိနိုင်ကြီးများတယ် TikTok ကကျတော့အဲ့လိုမဟုတ်ဘူးဒီလို football content နေဆိုရင်သူကများသောအားဖြင့်လက်ခံနေပေါ့ပြီးတော့တတိထားမိကြမယ်ထင်တယ်ဒီ audio လည်းမပါဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါပို့ပြီးတော့ copyright မိနိုင်ကြီးနည်းသွားတာပေါ့ Okay ပြီးရင်ဒီမှာကျွန်တော်တို့ video တော့ရပြီဒါပေမဲ့ဘာစာရေးရမယ်ဘယ်လိုမျိုးဒီ hook တွေထုတ်ရမယ်ဆိုတော့မသိဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဘာဒီ clip type ဆိုတာကိုရွေးလို့ရတယ်ပေါ့ဒါကကျတော့ဒီ video ထဲမှာဘယ်လိုဟာတွေပါလဲဆိုတာကိုပြောတာပေါ့နော်ဒီမှာ goal လား scale ပြတဲ့ဟာလား save တာလား ball pan goal pan လားဒါမှမဟုတ်အဲ့လိုရည်စရာလား celebration လားအဲ့မှာကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ပေါ့ကျွန်တော်ဥမာ goal ကိုရွေးမယ်ဆိုရင် goal ကိုရွေးမယ်ပြောရလို့ရှိရင်ဒီမှာဘယ်လိုမျိုးလောက်သွားတာလဲပေါ့သိရမလားနောက်ဆုံးမှာဥမာဒီ goal pan နေဆိုလို့ရှိရင်ဘယ်အသင်းနဲ့ဘယ်လိုကန်လို့ goal pan နေပါညာရေးပြီးတော့ generate နှိပ်လိုက်လို့ရှိရင်ဒါ hook တွေထွက်လာမယ်ပေါ့နော်ကျွန်တော်တစ်ချက်ဆန်းပြပါမယ်အခုဆိုလို့ရှိရင် AI ကဒီကျွန်တော်တို့ပေးလိုက်တဲ့အတိုင်းhook တွေကို generate လုပ်နေပြီပေါ့နော်ဒီမှာ hook တွေတော့ထွက်လာပြီဒါဆိုလို့ရှိရင်ဒီမှာ title ပါမယ်ကျွန်တော်တို့ caption ပါမယ်ပေါ့နော်ဒီမှာ hashtag တွေလည်း auto တခါတည်းထုတ်ပေးမယ်ပထမဆုံး pin comment ကိုလည်းကျွန်တော်တို့ဟိုဟာလုပ်လို့ရမယ်ဒီ copy ကူးပြီးတော့ရွေးလို့ရမယ်ဟိုထည့်လို့ရမယ်ပေါ့နော်အဲကျွန်တော်ပြီးရင်တကယ်လို့မကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာ regenerate ဆိုတာကိုနှိပ်လို့ရတယ်ဒါဆိုရင်နောက်ထပ်ဟိုတစ်မျိုးပြောင်းရမယ်ပေါ့နော်ပြီးရင်ဒီမှာ regenerate ထက်နေနောက်တစ်မျိုးပြောင်းရမယ်ဒါပါပဲ Okay ပြီးတော့ဒီ hook တွေလည်းအကုန်လုံးအဆင်ပြေပြီ video လည်းရပြီဆိုရင်နောက်ဆုံးလောက်ရမှာပါလဲဆိုရင်ဒီမှာမတင်ခင်စေ့ရန်ဆိုတဲ့ဟာကိုရှိတယ်ဗျာဒါကဘာလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့copyright မိနိုင်ကြီးနေလားများလားဆိုတာကိုဗီဒီယိုရဲ့ဒီအခြေအနေတွေအားလုံးကိုဆက်ပြီးကြည့်ပြီးတော့ဒါကျွန်တော်တို့ရဲ့ဒီ AI2 ကလုပ်ပေးတဲ့ဟာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် copyright မိနိုင်ကြီးနည်းနည်းပဲရှိတယ်ဗီဒီယိုက short form content ဖြစ်နေတယ်ဒီမှာ logo watermark တွေပါတွေအကုန်လုံးဟိုထည့်ထားတယ်logo လည်းကာထားတယ်ပေါ့နော်ကျွန်တော်တို့ blur ထည့်ပြီးတော့ video duration ကလည်းဒီ video ကလည်းကျွန်တော်တို့ short form content အတွက်ကိုတိုးတယ်အဲ့ခါကျတော့ copyright များကြီးနေတယ်ဒါကတော့အကုန်လုံး AI ကစစ်ဆေးပြီးတော့လုပ်ပေးထားတဲ့ဟာပါအဲ့ဒါဆိုရင်နောက်ဆုံးဘာလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ download football clip ဆိုတဲ့ဟာရှိတယ်အဲ့ဟာကိုနှိပ်ပြီးတော့download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ video ယူပြီးတော့ကိုကြိုက်တဲ့ platform မှာ TikTok တို့ YouTube တို့မှာတင်လို့ရပါတယ်အဲ့ဒါဆိုရင်အားလုံးပြီးသွားပါပြီ